လူတွေသေးတာသွားကြည့်ဘူးဗျအသံမမြည်ဘူးဗျဘုန်းကြီးသိညောတအားကျဲတာအုံအောင်ကိုရင်တွေဥစဉ်တွေတော့စားပေါ့အဲ့လိုသူတို့ချက်တဲ့ဆုံးဘုန်းကြီးတွေကိုယ်နဲ့ချက်ရတာကျောင်းကဘယ်သူကလာလုပ်ပေးပါလဲဒီဥစဉ်တွေပဲချက်ဒီဥစဉ်တွေပဲလှီချွတ်တို့လို့ရတာဆိုတော့ဒါကြောင့်မလို့အကယ်၍တာခုမင်းတို့ရှိရဆွန်းလေးတွေကျတော့အဲ့ဒီနည်းနည်းလေးဖယ်ထားဆိုတော့ဆွန်းလေးကိုလည်းကပ်ပြီးသားဆွန်းကိုနည်းနည်းလေးဖယ်ထားဆိုတော့အဘနည်းနည်းသင့်တယ်နေသွားတယ်ဘလောက်တနာဖို့ကောင်းလဲဆိုတော့ဘုန်းတော်ကြီးတွေအရှင်မြတ်တော်ကောင်းလိုက်တာမဟုတ်အဲ့ဒီကိုချက်တယ်ကိုလောက်ရတဲ့ဆွန်းဆိုရင်အဲ့ဆွန်းလုံးတစ်လုံးအဘတစ်ချက်ဒီဆွန်းလုံးတစ်အဘတစ်သိန်းတော့ကျတော့အဘတွေဒီထဲရောက်တယ်တေလဲတေရောဖုံတိုင်းခွန်းသူထပေါက်တာအဲ့ဒါဘုန်းကြီးတွေကြားတော့လားလူတွေအဲ့ဘလို့ကြောင်းလည်းမသိဘူးဗျလူတွေသေးတာသွားကြည့်ဘူးဗျအသံမမြည်ဘူးဗျဘုန်းကြီးသိညောတအားကျဲတာအုံအောင်ကြာဒီကန်ဆရာတော်ကတော့အောင်လုံးတွေပေါ့ကွာတဲ့ဘုန်းကြီးတွေသူတို့ဘာအောင်လုံးမှမရှိဘူးအဲ့ဒါအကုန်လုံးလူတဲ့အတန်ကျဲတယ်ဘာလို့လဲမသိဘူးဘလို့ကြောင်းလဲတော့မသိဘူးတကိုးတွေထွက်တယ်လားမသိပါဘူးနော်လူတွေကိုရှို့လိုက်လို့ရှိရင်တိတ်အတန်ဖွတ်ဆိုပြီးသွားဘုန်းကြီးကမရဘူးဗျဖုံအုံခွန်းဘုန်းကြီးအဲ့လိုမြည်တယ်ကိုတော့ဘယ်တော့မှမသိဘူးအဲ့ဒါ